အားလုံးပဲမြင်လာပါမယ်အခုတစ်ခါမှကျွန်တော်အဘောဆုံးလုပ်ပြမယ့်ကားလေးတော့ရာလူကထုတ်တဲ့ Terminator video လေးပဲဖြစ်ပါတယ်ဗျကားလေးကတော့အလုံးပေါင်း3စီးရောက်ထားတယ်ဗျအမဲနဲ့စီခဲအောင်တစ်စီးပါဗျကားလေးကတော့ပစ္စည်းရောက်ပြီးတော့တရက်အတွင်းမှာ3စီးလုံးဆိုးရသွားပါဗျဘောင်းစင်းလေးကအခုမှအတက်လုပ်ပြီးတော့တင်ပြလို့ပါဗျဒီကောင်လေး3စီးလုံးကုန်တော့ကတော့ carbon fiber version လေးပါဗျအရောင်ကတော့အမဲနဲ့ခဲမှာဒီခဲကအခုနောက်ဆုံးထွက်ထားတဲ့အရောင်လေးဗျတော်တော်လေးကိုလှတယ်ဗျခဲရောင်ကတော့ကျွန်တော်တို့ဒီနေရောင်ထဲမှာခဲရောင်လေးကိုတော်တော်လေးကိုကြိုက်တယ်ဗျသူက original ပေးရင် design လေးလည်းပါတယ်ဗျအမဲရောင်လေးလည်းသူကဒီလှပါတယ်ဗျမဲမဲပြောင်ပြောင်ရှင်းရှင်းလေးဗျကျွန်တော်ဒီအခုကတော့ဒီခဲရောင်လေးကို unboxing လုပ်ရင်းနဲ့ကျွန်တော်စမ်းပြပေးမယ်ဗျcarbon fiber ရဲ့ဘယ်နားမှာ3မီတာအောင်ဆိုတော့ဒီကောင်ရဲ့ suspension arm နဲ့မှာ carbon fiber တွေ3မီတာတယ်ဗျကျွန်တော်တို့ဒီကားမှာကြိုက်ဆုံးတော့ဒီအောက်ပိုင်းမှာဗျ metal ပြားပေါ်မှာသူ design ဆွဲထားတာဗျသူရဲ့ remote လေးမှာဆိုလို့ရှိရင် LCD ထိုင်ခွက်သေးလေးပါမယ်ဗျသူရဲ့ accessory ထည့်ထားတဲ့ LED တိတ်ပါမယ်အထက်မှာဆိုနောက် brain ထောက်တွေပါမယ်ဗျ sticker တွေပါမယ်ဗျ brain ဖြုတ်တဲ့ဟာတွေပါမယ်ဗျကတ်တလောက်စာလေးလည်းပါမယ်ဗျသူရဲ့ brain တက်တဲ့ net တွေပါလေ accessory အိတ်ထဲမှာဆိုအိတ်လေးကအသစ်လေးဆိုကျွန်တော်မဖောက်ချင်လို့တွန့်ရှိရဲ့ net လေးနဲ့ပဲကျွန်တော်စမ်းပြပေးရတယ်ဗျဟိုရီကာပါဖြုတ်တာတက်တာတွေလည်းရမ်းလွယ်မယ်ဗျသူပင်လေးချောင်းတက်လိုက်အောင်ဗျမတဲတန်ကြီးတော်တော်လေးကိုမိုက်တယ်ဗျသူရဲ့ accessory အိတ်ထဲမှာပါတဲ့ sticker လေးဒီရှေ့မီးသီးတွေမှန်နေကတ်လိုက်လို့ရှိရင်တော်တော်လေးကိုလှတယ်ဗျသူရဲ့ suspension ကလည်းတော်တော်လေးကိုမိုက်တယ်ဗျလုံးဝကို set ပြီးတော့ share ပဲဗျ3မီတာတွေ short ပါတယ်တော်တော်လေးကိုမိုက်တယ်ဗျremote လောက်ဖွင့်လိုက်ပြီဆိုတာနဲ့လုံးဝ remote မထိရအောင်တော်တော်ကြမ်းတဲ့ကောင်ပဲဒီကောင်ကတော့ speed limit ကို short လာချင်တာမြင့်လာချင်တာကို remote ကနေလုပ်လို့ရတယ်ဗျ remote မှာသူက speed short လာတာကိုမတိုးလို့မရအောင်လည်းသူက lock လုပ်ထားလို့ရတယ်ဗျသူရဲ့ရှေ့မီးလေးရတယ်တော်တော်လေးကိုမိုက်တယ်ဗျလင်းလည်းတော်တော်လင်းနေတယ်သူရဲ့ remote လေးကို power ပိတ်ဖွင့်လုပ်ပြီးတော့ power ဖွင့်တဲ့အချိန်မှာဒီဘက်က access ဆိုတာလေးကိုနှိပ်ထားပြီးတော့ lock and lock ကို remote lock and lock ပြန်လုပ်လို့ရတယ်ဗျသူရဲ့ speed မြန်မြန်ကတော့ဘယ်လိုမျိုးရှိလဲဒီကားလေးရဲ့ဈေးနှုန်းလေးက12သိန်းနဲ့13သိန်းတက်ခါလို့ရတယ်။ရန်ကြီးတက်တန်ဆာကအများများမတည်ဈေးလေးပြောင်းလဲရှိနေတယ်။ဆုံးဖြတ်ချက်ရပြီးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ဆုံးဖြတ်ချက်ရပြီးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ